ဒီငါးကြီးကရေငတ်လွန်းလို့ပင်လယ်ရေတွေကိုအဆက်မပြတ်တောက်နေတာလို့တင်ထင်ကောင်းထင်နိုင်ပါတယ်ဒါပေမဲ့တကယ်တော့သူဟာရေငတ်နေတာမဟုတ်ပဲဗိုက်စာနေတာပါသူကတော့ whale shark လို့ခေါ်တဲ့ whaling ကမန်းဖြစ်ပြီးအစာကိုစစ်ထုတ်စားတောက်တဲ့တရဝါ filter feeder တစ်မျိုးဖြစ်ပါတယ်သူဟာသမုဒ္ဒရာထဲမှာကူးခတ်နေရင်သူ့ရဲ့ကြီးမားလာတဲ့ပါးစပ်ကြီးကိုဟထားပြီးရေအမြောက်အများကိုငုံယူလိုက်ပါတယ်အဲ့ဒီရေတွေနဲ့အတူငါးအုပ်လေးတွေပလန်တန်တွေနဲ့ပစွန်စိတ်လေးတွေဟာပါးစပ်ထဲကိုပါလာပါတယ်အဲ့ဒီနောက်သူ့ရဲ့ပါးစပ်ထဲမှာရှိတဲ့ gill rakers လို့ခေါ်တဲ့အထူးတိဆောက်ပုံတွေကိုအသုံးပြုပြီးရေတွေကိုပြန်ထုတ်လိုက်ကတင်းငယ်တဲ့အစာတွေကိုတော့ပါးစပ်ထဲမှာပဲတင်းကျပ်အောင်ဖမ်းယူထားလိုက်တာပါဒါကြောင့်သူဟာပင်လယ်ရေတွေကိုတောက်ချင်လို့တောက်နေတာမဟုတ်ဘဲအစာရဖို့အတွက်ရေတွေကိုမထစ်မနေငုံယူနေရခြင်းပဲဖြစ်ပါတယ်တဘာဝရဲ့အန်ဖွယ်တစ်ခုပါပဲအားလုံးပဲဘေးရန်ကင်းကြပါစေဗျာ like and share လို့ဖို့လည်းမမေ့ပါနဲ့ဦးနော်